အားလုံးပဲမင်္ဂလာပါမိသားစုလေးမှာကြိုဆိုပါရစေယခုအိမ်လေးဆိုရင်တော့ကျွန်တော်တို့အရှိတကူရှိရဲခွက်ဒီအိမ်ရဲ့နောက်ကအိမ်ဟာနောက်ကဆိုရင်တော့တပင်ရွှေဒီလမ်းမှာဒီဘက်ကဆိုရင်တော့ပို့ဆုံးအောင်ပေါ့ဒါကတော့မြလေးရုံမှာရှိတဲ့19ဘီ35ဘီကျွန်တော်တို့နှစ်ထပ်အိမ်တွေဖြစ်ပါတယ်ရေစက်ဒါတော့ရေစက်အိမ်လေးပါဒါတော့ကျွန်တော်တို့အိမ်ခန်းလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ပထမဆုံးအိမ်ခန်းလေးဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်တို့အခန်းအောက်ထပ်ရဲ့အခန်းကျယ်ယူထားပါတယ်ဒီကောင်လေးကတော့အရင်တတူလုပ်ထားတာပါဝေါ်လန်လေးကတော့ဒါပေမဲ့ဆိုရင်ကျွန်တော်တို့ဒီမိဘကုံရှိမယ်ကျွန်တော်တို့နောက်ဘက်တစ်ပေါက်ရှိမယ်အေးစင်ရှိမယ်ဒါကတော့ရိုးကအိမ်သာတွဲရပုံနော်ဒါအသက်နောက်ကိုတက်တက်ဆူထားတဲ့ဥစ္စာလေးဖြစ်ပါတယ်ကျွန်တော်ပင်းကြီးရဖြစ်တဲ့နိုင်ပဲမှန်ပါမယ်နောက်ပြီးတော့ကျွန်တော်ဝေါ်ရှာဝါပါမယ်ဒါလည်းထပ်ထပ်လုပ်တာဒါကတော့ကျွန်တော်ရေတကောင်းလုပ်ထားပေးရတယ်ကျွန်တော်တို့ဒါမိဖို့ပုံကိုကျွန်တော်ကပ်ပေးနေနိုင်မယ်နှစ်ပြင်းမြင့်ကပ်ထားပြီးတယ်ဘေးစင်ပါမယ်ငန်းကောင်းပါမယ်နော်ဒါကတော့ site တို့တကားလေးကိုတော့ကျွန်တော်နဲ့မပါဘူးတိတန့်ထည့်ထားပါဒါကတော့ဒီဇိုင်းတစ်မျိုးပါဒါကတော့ဝှက်ရှက်တဲ့ပါမယ်ရေတကောင်းဒီမှာကြီးမှာပြောင်းလို့မို့ဆိုရင်တော့ကျွန်တော်တို့ဒီအိမ်ကိုပါကင်းခင်းတာပဲဖြစ်ပါတယ်ဒါကတော့အိမ်ခန်းလေးဖြစ်ပါတယ်ဒါကတော့ပထမအိမ်ခန်းဖြစ်ပါတယ်ဒါတော့ဒီရိုက်ဖြစ်ပါတယ်ဒါတော့ခြံစည်းရောတော့ကျွန်တော်လုပ်တာပါပဲဒါတော့ဒီမရှိလည်းမဟုတ်ပါနော်ဟာဒီပုံမှာရေးစင်တင်လို့လည်းရတယ်ဒါတော့ရမတင်ပေါ့အပေါ်မှာတင်လိုက်ပါတယ်ဘော်ဒဲရဲ့ရေချိုးကန်းဒီနာမှာဖြစ်ပါတယ်ဒါတော့ရှေ့ရဲ့ကျွန်တော်တို့ဝန်သားလေးပဲဖြစ်ပါတယ်ဒီကောင်းလေးကဆောက်လုပ်ကြချင်းကျွန်တော်လေးလာကြပါတယ်ရေမီးစေးမနဲ့ကြွေပြကိုပါကီတော့ပေါ့နော်ကျွန်တော်ကတော့ဒီပါကီဟိုပြန်ပြီးတော့ချင်းအောင်လုပ်ပြရပါတော့ပါကီမပါဘူးဆိုရင်ကျွန်တော်တို့1045သိန်းကြပါတယ်ဒါတော့ဖျားချောင်းထားမယ့်နေရာလေးပေါ့နော်ဆောက်လို့အများကြီးထဲမှာကျွန်တော်တို့မိသားစုကိုယုံကြည်စွာလောအနန္တအတွက်ကိုအရှိမိသားစုကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နဲ့မိသားစုလိုမျိုးအခြေအနေအများကြီးစကားပြောပြီးတော့မှလုပ်ဖြစ်တဲ့တော့ကိုလည်းကျွန်တော်ဘက်ကရန်ဝမ်းတာပါတယ်ရှိခုအိမ်လူမျိုးဆောက်ရှင်နေဆိုရင်ကျွန်တော်တို့ခွန်48ခုဆက်သွယ်နိုင်ပါတယ်
ရုံကန်းများဆိုရင်တော့ကျွန်တော်တို့တောင်တကုံမှာတခုရှစ်တကုံမှာတခုရှိပါတယ်ရှစ်တကုံမှာဆိုရင်တော့မေဒီလန်ကျွန်တော်တို့ရှစ်တုံညာပြင်တော့အရှိကောင်ပြုတ်ပဲဖြစ်ပါတယ်တောင်တကုံမှာဆိုရင်တော့ကျွန်တော်တို့အမှတ်1နှစ်ခွန်6ရွှေနာ3လန်20ရက်ကွက်တောင်တကုံဖြစ်ပါတယ်ကျွန်တော်တို့စနေတနင်္ဂနွေရရင်တော့ရုံကိုတော့ကျွန်တော်တို့ကြိုပြီးတော့အကြောင်းကြားစီခြင်းနဲ့ကျွန်တော်ကတော့ရှင်းနိုင်နိုင်ငံသားတွေကိုတော့ဖုံးဆက်ပေးပါစားလို့တမာများဖြတ်တော့ကိုတော့ကျွန်တော်တို့ကကြတော့တောင်ကများဖြတ်တော့ကိုတော့ဒီရုံထဲမှာတော့အမြဲတမ်းမရှိဘူးကျွန်တော်တို့စားလို့တဲ့ site တွေမှာပဲရှိတယ်အဲ့အမျိုးကြောင့်ကျွန်တော်တို့ကဒီဆက်သွယ်လို့ရပါတယ်ကျွန်တော်ရုံကောလာပြီးဆွေးနွေးတယ်လို့ကျွန်တော်တို့အိမ်တီလာရောက်လဲဆွေးနွေးပေးပါလားခင်ဗျဒီကောင်လေးကိုစောက်ကြည့်နေဆိုရင်ကျွန်တော်ချာချင်းကလီကကြပါတယ်ငွေကြီးကတော့ထောင်နဲ့ကျွန်တော်တို့45သိန်းဖြစ်ပါတယ်ဒါတော့ကျွန်တော် BATP ပါကွာအဲကုန်းပါမယ် socket ပါမယ်အရင်ပါပါမယ်ခုနကတရားလုံးကစင်ကြပါစေအရင်တရားကအင်္ဂလိပ်ဘာသာနဲ့ဆူတောင်းပေးပါတယ်ကျွန်တော်တို့ပြီးတော့တောင်းရင်ဝတ္ထုမှန်ဖြစ်ပါတယ်ဆောက်လို့နဲ့ပတ်သက်တာဆိုရင်ကျွန်တော်တို့ဒီဆွေးနွေးတာရှိတယ်ဆိုရင်ကွန်မန့်မှာဆွေးနွေးလို့ရပါတယ်ဆောက်လို့နဲ့ပတ်သက်တာဆိုရင်လည်းလုံးမပဲကျွန်တော်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်တို့မင်းတို့တောင်းရင်ဝတ္ထုမှန်ဖြစ်ပါတယ်